online ပေါ်မှာ viral ဖြစ်ပြီးဆိုတာနဲ့တမ်းပြီးပြင်းမစားလိုက်ရရင်ခက်မမီရောတို့လိုပဲတချောင်းငါအချက်ကစားတဲ့ထုံဆက်မွေးစီချွန်တုံထိုးကြော်ကိုစားပြတာနှစ်ခါရှိပြီဆိုပေမဲ့ခုရပိုင်းခဏပြန်တွေ့နေလို့တွားစားလိုက်တာဂျန်ရှင်းမော်တင်ကဆိုင်ခွဲလေးကဘီယာပါရတဲ့ဆိုင်ခွဲလေးဖြစ်နေတော့ဟန်ချချက်ပဲပေါ့နော်ကျွန်တော်ဒီနေ့ကတော့ဂျန်ရှင်းမော်တင်မှာရှိရဲကင်းကောင်ဆိုင်ခွဲမှာလာစားပေါ့နော်ဒီကင်းကောင်ဆိုင်ခွဲကကြတော့ဘီယာပထမဆုံးရတဲ့ဆိုင်ခွဲလေးပေါ့နော်ဘီယာလေးတောင်ချေလို့ရတယ်အဲ့ဒီမှာဘီယာ promotion တွက်ဆိုရင်လည်းကျွန်တော်တိုင်ကာဘီယာကိုဘိုင်တူရီက1 promotion ပေးထားရပါတော့ဒါအမျိုးပေါင်း100ကျော်ရှိလို့ရှိရဲအဲ့ဒီမှာဈေးနှုန်းရဆိုရင်ကျွန်တော်တို့900 600 800 1200ဝင်းကျင်လောက်ကနေစရှိပြီးတော့တခြားအသားရေးဆိုတော့ကျွန်တော်တို့2000 3000 4000စသဖြင့်ပြတ်ချလေးတွေပဲရှိရပါတော့ကိုကတချောင်းချင်းစီမစားခြင်းဆိုရင်လည်းဆက်လိုက်မှာပြီးစားလို့ရတယ်တော့ကြောင့်ဆက် A ကနေပြီးတော့ ET ရှိမယ်ဒါအောင်မှဈေးနှုန်းအစားအစာနဲ့တွားကြောက်တာပိုရှင်းกว่าသွားမယ်ပေါ့နော် right box ကလည်းကျွန်တော်တို့ကြက်နဲ့လည်းစားလို့ရဝက်နဲ့လည်းစားလို့ရတယ်မာလာနဲ့ဝူရှမ်းဆိုပြီးတော့2မျိုးရှိတယ်ဝူရှမ်းကကြောက်ကျွန်တော်ဒါချုံမွေးရတာမျိုးပေါ့နော်ဘီယာလေးနဲ့ snack လေးစားခြင်းနဲ့ဆိုရင်ဒီမှာ snack corner ရှိရပါတော့စီချွန်တုံထိုးကြောကိုမာလာဝူရှမ်းအရသာ2မျိုးကျွန်တော်မှားထားတယ်အများကြီးပဲပေါ့နော်level က1 to 4ကိုစိတ်ကြိုက်ရွေးလို့ရတဲ့ထဲမှာကျွန်တော်ဒါ level 2လေးပဲရွေးထားတယ်စီချွန်တုံထိုးကြောလေးနဲ့ဘီယာနဲ့ချေးပါမယ်ရော့ရှေ့ပဲကွာမာလာဝူရှမ်းအမှုရမှုနေတာမှုရနေရောပဲစီချွန်တုံထိုးကြောအတွက်ဆိုရင်လည်းကြက်ဝက်အမဲစိတ်ပဲပြီးတော့ကျွန်တော်ကလီစာရမယ်စောစီတွေလည်းအများကြီးရှိတယ်အသီးရွက်တွေအစုံပဲပေါ့နော်စိတ်သားတို့ကြက်မဲတို့ဆိုတော့10ချောင်းရွက်ပေါ့နော်မော်တင်ရဆိုင်အားကြောက်လေကင်းကောင်ဆိုင်ခွဲမှာဆိုရင်တော့ science space ပို့ပြီးတော့ကျဲတယ် indoor outdoor ထိုင်လို့ရဘိုက်ရရပါတော့ညနေခင်းဆိုရင်လည်းစီချွန်တုံထိုးကြော်လေးဆိုင်နဲ့ဘီယာလေးတောင်ချေးလို့ရပါတော့ဝက်ဦးကြောင်သေးလေးပေါ့နော်ကြော်ပေးထားတဲ့ပုံစံကလည်းအသားရည်အရင်ကျွတ်သွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့မှာအသားလေးကအီလေးနဲ့ဟိုမှာဒီမာလာအမှုန့်ဆိုရင်လည်းလေထုံဆက်လေးကကျွန်တော် level 2လောက်ဆိုရင်တော့စားလို့ကောင်းတယ်ဒီထက်ပိုပြီးတော့ထုံဆက်ရှင်တာဆိုရင်တော့ကျွန်တော်ဒါ level 4လောက်ထိစားကြည့်ပေါ့နော်ဆိုင်ဆိုင်နဲ့မှာမာလာရတာ level တဖြည်းဖြည်းတက်လာပြီပေါ့နော်ဆက်သားလေးဆိုချိုးနေတာအဲ့တော့တူဘူးရောက်ကြော်ပေါ့နော်ဘူရှမ်းချိုလေးထုံမွေးပုံစံလေးနဲ့ဟိုမှာလေအမှုန့်ရတာလေးကပါဇက်ထဲမှာလေးကြံခဲ့ပါနော်ဒါကတော့ဘဲဦးလေးပေါ့နော်ဝူရှားကြောက်လေငရုတ်တင်းနဲ့မှုန့်မွေးလေးနဲ့ဟိုမှာကျွန်တော်ဒါ level 2လေးပေါ့နော်ဒါချက်သားပြကြောဒါလေးကတော့ rice box ဆက်လေးအဲ့ဒါမှကျွန်တော်ကြက်ဝက်မှာလို့ရတယ်ကျွန်တော်တော့ဝက်သားနဲ့ပဲမှာထားတယ်သူထဲမှာဆိုရင်အသီးရွက်ကြော်မှာပြောင်းမိုးလည်းပါတယ်ပြီးတော့ sausage ကြောင်လည်းပါပါတော့ဒီတပွဲကမှသူက9500ပဲရှိတယ်ဝူရှမ်းနဲ့မာလာဆိုပြီးတော့လည်းမှာလို့ရတယ်ပေါ့နော်lunch box ပုံစံလေးကကြောက်စားတဲ့ခါကျရင်6ကက်ဖြစ်တဲ့ခံစားရပေမဲ့ပေါ့နော်ကျွန်တော်ဒါအသီးရွက်ကြော်ရဲ့အချိုရတာလေးရယ်ဒီအသားရဲ့မာလာရတာလေးနဲ့တော်တော်လေးမိုက်တယ်ဒါလေးကတော့အာလူးမာလာပေါ့နော်တော့အချိုဆက်ရွေးလို့ရပါတော့ကျွန်တော်ဒါအဆက်လေးနဲ့မမာလာပါအာလူးကကြောက်လေအပေါ်ရင်ကျွတ်လေးနဲ့မှာအတွင်းသားကကြောက်စစ်စစ်အီလေးပေါ့နော်ပုံစံကြောင်နဲ့ဝတ်စုကကြောက်တော့မာလာနဲ့ဘူရှမ်းဆိုရွေးလို့ရပါတော့ကျွန်တော်ဒီနေ့ကတော့ကင်းကောင်စီချွန်တော်ထိုးကြော်လာစားဝါပဲဖြစ်ပါတယ်ဒီဂျန်ရှင်းမော်တင် brush မှာပဲတော့ဘီယာရသေးရပါတော့အဲ့တော့စီချွန်တော်ထိုးကြော်လေးစားရင်လည်းဘီယာလေးတောင်ချေးလို့ရပါတော့ကျွန်တော်ဗီဒီယိုကျွန်တော်တော့ဆုံးသက်လိုက်ပါတော့နောက်ကျကျွန်တော်ဘယ်နေရာလေးပဲဆိုင်လေးခေါ်မလဲစဉ်းစားကြည့်ပါဦးတဒါ